Alpha S1 lumbosacral joint ဆိုတာပါလဲဘာကြောင့်အဲ့ဒီနေရာမှာ degenerative disc disease လို့ခေါ်တဲ့ disc ဆိုတာယိုယွင်းပျက်စီးတဲ့ယောဂလက္ခဏာအဖြစ်များရပါတယ်လဲဆိုတဲ့အရာကိုဒီဗီဒီယိုမှာရှင်းပြပေးတော့မှာဖြစ်ပါတယ် Alpha S1 ကြောရိုးစစ်လှုပ်ရှားမှုအပိုင်း spinal motion segment ဒီကြောရိုးမကြီးရဲ့အောက်ခြေမှာတည်ရှိပါတယ်ဒီပိုင်းဒီလမ်ဘာလို့ခေါ်တဲ့ခါနဲ့ sacral လို့ခေါ်တဲ့တင်ပစုံနေရာကိုချိတ်ဆက်ပေးတဲ့နေရာဖြစ်လို့ lumbosacral joint လို့လည်းခေါ်တာဖြစ်တယ်Alpha S1 ခါးစရိုးများတွင်ဝက်ရှိပုံသဏ္ဍာန်ရှိသောဂျားခံ disc ပြ intravertebral disc တစ်ခုရှိပြီး disc ပြကလှုပ်ရှားမှုနဲ့တတ်တောက်တာဖြစ်စေဖို့စွမ်းဆောင်ပေးပါတယ်ဒီ disc ပြရဲ့အပြင်ပိုင်းက annular fibrosis လို့ခေါ်တဲ့မာကျောတဲ့အကွင်းဖြစ်ပြီးသူက nucleus pulposus လို့ခေါ်တဲ့အတွင်းပိုင်း jelly ကိုထိန်းပေးထားတာဖြစ်တယ်ဒီ disc ပြတွေကအသက်အရွယ်ကြီးလာတဲ့များအခြေအနေတစ်ခုထိတိုင်အောင်ယိုယွင်းပျက်စီးမှုဒဏ်ကိုခံစားရတတ်ပါတယ်ယိုရင်းပျက်စီးလာတာနဲ့အများ disc ပြားတွေကပုံမခန်းချောက်လာပြီးအယိုးအစ်တစ်ခုနဲ့တစ်ခုထိကပ်လာကဖိအားတံများကိုတောက်ခံနိုင်စွာညှော့နှဲလာခြင်းတို့လည်းဖြစ်လာစေပါတယ်။ဤပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်လာသောနာကျင်ခြင်းလက္ခဏာများကို lumbar degenerative disc disease or ခါးစရိုးယိုရင်းပျက်စီးခြင်းယောဂဟုသတ်မှတ်ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာအများဆုံးဖြစ်တဲ့ယောဂလက္ခဏာကတော့ခါအောက်ပိုင်းနာကျင်ခြင်း sciatica လို့ခေါ်တဲ့ပေါင်းခြေထောက်နဲ့ခြေပွားအထိပြန့်နှံ့သွားသောအကြောနာကျင်ခြင်းတို့ပဲဖြစ်ပါတယ်L5 အာယုံကြောရောင်ရမ်းခြင်းကလည်း L5 S1 ယိုရင်းပျက်စီးမှုကိုဖြစ်စေနိုင်တယ်ဒီ disc ပြားရဲ့အပြင်ပိုင်းကိုပျက်စီးသွားတဲ့အခါအတွင်းပိုင်းသည်အပြင်သို့ယိုစိတ်ထွက်လာခြင်းသို့မဟုတ်ကျုံထွက်ခြင်းလို့ခေါ်တဲ့ herniated ဖြစ်နိုင်ပြီး L5 အာယုံကြောကိုထိခိုက်ရောင်ရမ်းစေတဲ့ protein ကိုထုတ်လုပ်ပေးပါတယ်နောက်ထပ်နာကျင်စေရတဲ့အကြောင်းရင်းကတော့ယိုရင်းပျက်စီးနေတဲ့ disc ပြားကဖိအားတံနဲ့လှုပ်ရှားမှုတံကိုမခံနိုင်တော့တဲ့အခါကြောရိုးမှာပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုနဲ့မတည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေပြီးအဲ့ဒီနေရာကအနာကျင်မှုကိုဖြစ်ပွားစေတာဖြစ်တယ်Alpha S1 မတည်ငြိမ်မှုကိုတုတ်ပြန်သောအဖြစ်ကြောဘက်ကြွက်သားများသည်တောက်တင်းခြင်း muscle spasm ဖြစ်လာနိုင်ပြီးခါနာခြင်းနဲ့ခါတောက်ခြင်းတို့ကိုဖြစ်စေသည်ကျို့သောလူနာများတွင် disc ပြားက alpha အာယုံကြောကိုဖိမိသည့်အထိပြားပြီး lumbar radiculopathy ယောဂဖြစ်တဲ့ခြေထောက်ကြွက်သားများအားနည်းခြင်းထုံကျင်ခြင်းလက္ခဏာများကိုဖြစ်ပေါ်စေတာကိုတွေ့ရတယ်တချို့လူနာတွေမှာဆိုရင် alpha S1 ယိုရင်းပျက်စီးခြင်းယောဂကအချိန်ကာလတစ်ခုရောက်တဲ့အခါမှာခန္ဓာကိုယ်ကိုရောင်ရမ်းစေတဲ့ protein တွေညော့နှဲလာပြီး disc ပြားကလည်းပုံမူတည်ငြိမ်လာတဲ့အတွက်ယောဂကိုတဖြည်းဖြည်းတက်တာသွားစေပါတယ်အကယ်၍သင်ကခါနာတဲ့ယောဂဝေဒနာကိုခံစားနေရတယ်ဆိုရင်တော့ Medita Company မှာသင်နဲ့အတင့်တုံဆုံးခါပတ်ကိုလာရောက်စမ်းဝစ်ကြည့်ပြီးတော့နောက်မှဝယ်ယူလို့ရပါတယ်